BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို bbcburmese.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ BBC မြန်မာပိုင်းအစီအစဉ်တွေကိုလန်ဒန်မြို့တော်ကနေတိုက်ရိုက်ထုတ်လွှင့်နေပါတယ်ကျွန်တော်ဝေဖြိုးပါမင်္ဂလာပါဧပြီ27ရက် BBC သတင်းများတိုက်ရိုက်တင်ဆက်မှုစတင်ပြီးဖြစ်ပါတယ်နိုင်ငံတော်ကနောက်ဆုံးရသတင်းများကိုတိုက်ရိုက်ထုတ်လွှင့်ချက်မှာအခြေနဲ့တပင်းကြီးဖက်ရှုနားဆင်နိုင်ပါတယ်ရက်တရာအတွင်း PDF အပါဝင်လက်နက်ကိုယ်အအဖွဲ့တွေကိုငင်းချမ်းရေးဖိတ်ခေါ်တယ်လို့ဦးမင်းအောင်လှိုင်ပြောရက်တရာအတွင်းမှာအပြည့်ရက်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရောလက်မှတ်မထိုးထားတဲ့အဖွဲ့တွေကိုပါငင်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်သွားမယ်လို့ဦးမင်းအောင်လှိုင်ကပြောပါတယ်စစ်ကောင်ဆောင်ကနေသမရယာရူယူပြီးတဲ့နောက်ဧပြီ20ရက်ကလုပ်တဲ့သူ့ရဲ့အစိုးရအဖွဲ့တစ်ခုလုံးနဲ့ပထမဆုံးအစည်းအဝေးမှာဦးမင်းအောင်လှိုင်ကပြောခဲ့တာပါသူ့အပြောအရသူ့အစိုးရအဖွဲ့ရဲ့ရက်တရာပြည့်မဲ့ဇူလိုင်30ရက်မတိုင်မီမှာတွေ့ဆုံဆွေးနွေးဖို့တဲ့ဖိတ်ခေါ်တယ်လို့ဆိုပါတယ်လက်မှတ်ရေးထိုးထားပြီးတော့မှဒီ9နှစ်အတွင်းမှာတွေ့ဆုံခြင်းမပြုတဲ့အဖွဲ့တွေရှိတယ်ဥပမာအားဖြင့် KNU တို့ CNF တို့ ABSDF တို့အဖွဲ့တွေကိုကျွန်တော်တို့ဖိတ်ခေါ်ပါတယ်ဘာလို့ချင်လဲဆွေးနွေးဖို့တော့ကျွန်တော်တို့ EA မိုဒီကိုဖိတ်ခေါ်ပါတယ်နောက်လက်မှတ်ရေးထိုးထားပြီးတော့မှသဘောတူညီချက်ယူထားတာတွေရှိတယ်ဥပမာအားဖြင့်43ချက်သဘောတူညီထားတာရှိတယ် NCA လက်မှတ်ရေးထိုးပြီးတော့မှဆွေးနွေးခဲ့တဲ့အထက်မှာ Union Accord ပြည်ထောင်စုအရှိသဘောတူညီမှုရထားတဲ့သဘောတူညီချက်တွေရှိတယ်အဲ့ဒါကိုလည်းလာမယ့်ပြည်ထောင်စုလွှတ်တော်တွေမှာတင်ပြပြီးတော့အပိုင်းလိုက်ဆောင်ရွက်သွားမှာထင်ပါတယ်လို့ဦးမင်းအောင်လှိုင်ကပြောပါတယ်ဦးမင်းအောင်လှိုင်ဖွားတဲ့42ချက်သဘောတူညီချက်ဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြင်ဆင်ဖို့သဘောတူညီချက်တွေကိုဆိုလိုတယ်လို့နားလည်ရပါတယ်NUG, NUCC အပါအဝင် EROs တွေနဲ့တော်လှန်ရေးအင်အားစုတွေဘက်ကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကြောင်းကြေညာထားကြပါတယ်။ဒါအပြင်2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပေါ်ပေါက်လာတဲ့ပြည်သူ့ကာကွယ်ရေးတပ် PDF တွေကိုလည်းဒီရက်တရအတွင်းမှာငင်းချမ်းရေးအတွက်လာဖို့ဆိုပြီးသူကထည့်ပြောပါတယ်။ဦးမင်းအောင်လှိုင်ကသူ့ရဲ့အစည်းအဝေးမှာမြန်မာစစ်တပ်ရဲ့အလဲပိုင်းစစ်တကြုံလက်ပါကားနဲ့တောင်ပိုင်းစစ်တကြုံတာဘာကာမှာ PDF ရာနဲ့ချီပြီးခိုးလုံလာတယ်လို့လည်းဆိုပါတယ်။အခုလို PDF တွေပေါ်ပေါက်လာရတာဟာပညာရေးအားနည်းချက်ကိုအထုံးချပြီးနိုင်ငံရေးတွေးထိုးချအောင်လို့ဦးမင်းအောင်လှိုင်ကပြောပြီးသူ့အစိုးရ9နဲ့တည်းပညာရေးကဏ္ဍအတွင်း20ရာခိုင်နှုန်းအထိတိုးမြင့်သုံးမယ်လို့ပြောပါတယ်ဒီလိုပညာရေးအဆုံးစရိတ်မြင်းစာမှာလူငယ်လူရွယ်တွေရဲ့စိတ်သက်စီးစင်းတွေကောင်းမွန်လာစေဖို့နဲ့ခံယူချက်တွေကောင်းမွန်လာစေဖို့ပါသူကထည့်ပြောပါတယ်ဦးမင်းအောင်လှိုင်ရဲ့အစိုးရအဖွဲ့မှာလူငယ်ရေးရဝင်ကြီးဌာနအသက်လက်ရှိလာတာကြောင့်2021ခုနှစ်စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရမှာလူငယ်အနာဂတ်ပါဝင်ခဲ့တဲ့အပေါ်စစ်တပ်ကတတိပြုတ်ကင်တွယ်လာပြီးပြင်လာတဲ့ခြေလမ်းလို့တော်လှန်ရေးအင်အားစုတွေကလူမှုကွန်ရက်စာမျက်နှာတွေကရေးသားဖော်ပြနေပါတယ်တစ်ဖက်မှာလည်းမြန်မာစစ်တပ်ကလာမဲ့ပညာသင်နှစ်ကစပြီးတက်မတို့လူငယ်ပညာရေးသင်တန်းကျောင်းဆိုတဲ့နာမည်နဲ့အထက်တန်းအထိသင်ကြားပေးနိုင်တဲ့ရန်ကုန်နဲ့နေပြည်တော်မှာစတင်အကောင့်ထဲဖော်ဖို့အစီအစဉ်နေပါတယ်မိုးမကြခင် KNU တက်မဟာတွေကတပြိုင်နက်စီးလှုပ်ရှားမှုတွေကဘာသဘောဆောင်လဲကရင်မျိုးသားစီယုံ KNU ရဲ့တက်မဟာ6ခုအတွင်းမှာစစ်တပ်နဲ့ KNU PDF ပူးပေါင်းတပ်တွေကြားမတ်လနောက်ပိုင်းနဲ့ဧပြီလထဲမှာထိုးစစ်ခုခံစစ်တွေနဲ့စခန်းသိမ်းတိုက်ပွဲတွေအပြင်းထန်ရှိနေပါတယ်။ကရင်ပြည်နယ်၊ပဲခူးတိုင်းနဲ့မွန်ပြည်နယ်ဘက်က KNU ရဲ့တက်မဟာနယ်မြေတွေမှာဧပြီလအတွင်း KNU နဲ့ပူးပေါင်းတပ်တွေကစစ်တပ်စခန်း9ခုခန့်ကိုသိမ်းထားပါတယ်။တစ်ဖက်မြန်မာစစ်တပ်ဘက်ကလည်းကရင်နဲ့တနင်္သာရီဒေသတွေမှာရှိတဲ့ကုံသွယ်ရေးလမ်းကြောင်းတွေကိုအပြည့်အဝထိန်းချုပ်နိုင်အောင်မဟာဗျူဟာကျလှုပ်ရှားနေပါတယ်။မြန်မာစီရေးနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူးနောင်ရိုးကတော့နှစ်ဖက်လုံးမှာမတူညီတဲ့စီရေးလှုပ်ရှားမှုနဲ့ဗျူဟာတွေရှိနေတယ်လို့သုံးသပ်ပါတယ်။စစ်တပ်ဘက်ကတော့နိုင်ငံရေးစီရေးစီးပွားရေးတို့ကိုချိတ်ဆက်ထားတဲ့အစစ်မြင့်စစ်ဗျူဟာနဲ့လှုပ်ရှားနေပါတယ်။တော်လန်ရေးဘက်ကတော့စစ်တပ်စခန်းတွေကိုဝိုင်းပတ်ပြီးတုံ့ပြန်တိုက်ခိုက်တဲ့ပုံစံနဲ့တွားနေပါတယ်လို့သူကပြောပါတယ်။တနင်္သာရီတိုင်းက KNU ရဲ့တက်မဟာ၄မြိတ်ထဝယ်ခရင်နယ်မြေထဲမှာအမတ်ရှိပြည်ထောင်စုလမ်းမကြီးထဝယ်ရေနက်စိတ်ကမ်းနဲ့ကောက်တန်းရနောင်းနယ်စပ်တို့ကနယ်စပ်ကုံသွယ်ရေးနဲ့နိုင်ငံခြားယင်းနှိမြုပ်နှံမှုအလုပ်အတွက်အခါယာကျတဲ့နေရာတွေဖြစ်ပါတယ်။အမတ်ရှိပြည်ထောင်စုလမ်းမကြီးကပဲခူးတိုင်းဒေသကြီးဖျားကြီးမြို့ကနေတနင်္သာရီဒေသကြီးမြစ်မြို့ကိုဆက်သွယ်ထားတာဖြစ်လို့ဒီလမ်းကကုံသွယ်ရေးလမ်းကြောင်းမှာအရေးပါတဲ့လမ်းဖြစ်ပါတယ်။2026နှစ်နောက်ပိုင်းကစပြီးတနင်္သာရီတိုင်းက KNU ရဲ့ကရင်အမျိုးသားလွတ်မြောက်ရေး KNL တက်စစ်ရေးဦးဆောင်မှုနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကအမတ်ရှိပြည်ထောင်စုလမ်းမကြီးစိုးမိုရေးလမ်းမကြီးတစ်လျှောက်ကမြို့ရွာတွေအထိချင်းကပ်ရေးလွတ်လာပါတယ်။ထဝယ်ခရင်တရက်ချောင်းမြို့နယ်ထဲမှာပ
ပြည်ထောင်စုလမ်းမကြီးပေါ်မှာရှိတဲ့ဝင်းဝါခြေကုပ်စခန်းကိုပြီးခဲ့တဲ့ဖေဖော်ဝါရီနဲ့မတ်လအတွင်းတလကြာတိုက်အပြီးတော်လန်ရေးတပ်ဖွဲ့ဘက်ကသိမ်းပိုက်ခဲ့ပါတယ် နေပြည်တော်နဲ့နီးနီးကပ်ကပ်ပူပေါင်းဆောင်ရွက်မယ်လို့ထိုင်းနိုင်ငံပြောလာမယ့်ရက်အတွင်းနေပြည်တော်ကိုတွားဖို့ရှိနေတဲ့ထိုင်းနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကမြန်မာနှစ်ဆန်တိရလွတ်ငင်းအမိန့်နဲ့အချင်းသားထောင်ကြီးလွတ်ပေးခဲ့တာကိုကြိုဆိုပြီးဒါကိုအပြုသဘောဆောင်တိုးတက်မှုလို့ရှုမြင်တဲ့အကြောင်းဧပြီလ19ရက်မှာသတင်းထုတ်ပါတယ်ထိုင်းနိုင်ငံရေးဝန်ကြီးဌာနရဲ့မူရင်းထုတ်ပြန်ချက်ထဲမှာသမရဟောင်းဦးဝင်းမြင့်ကိုလွတ်ပေးတာကအာဆီယံရဲ့မျှော်လင့်ချက်နဲ့လည်းကိုက်ညီရဲ့တိုးတက်မှုလို့တုံးရေးသားထားပါတယ်။ဒါအပြင်ဒီကတဆင့်မြန်မာမှာအမျိုးသားပြန်လည်တင့်မြတ်ရေးအတွက်ဆွေးနွေးမှုတွေလုပ်နိုင်ဖို့ကောင်းမွန်တဲ့အရွေ့ဖြစ်လိမ့်မယ်လို့လည်းယုံကြည်ကြောင်းထိုင်းဘက်ကထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ထိုင်းနိုင်ငံရေးဝန်ကြီးစီဟာရှတ်ဖုန်ကတ်ထရောင်းအခုသတင်းပတ်အတွင်းနေပြည်တော်ကိုတွားရောက်ဖို့ရှိနေချိန်မှာပဲဝန်ကြီးဌာနကအခုလိုစာထုတ်တာဖြစ်ပါတယ်။ဒါဟာစစ်ကောင်ဆောင်ကတမရအဖြစ်ယာဒူးပြောင်းလဲယူဒီနောက်အိမ်နီးချင်းနိုင်ငံတွေရဲ့ထိတ်တန်းတန်တမကအူနေပြည်တော်ကိုပထမဆုံးလာရောက်မှုဖြစ်လာမှာဖြစ်ပါတယ်။ဒီအတော်တွင်မှာပဲထိုင်းနိုင်ငံရဲ့ဝန်ကြီးရဲ့ဒီခရီးစဉ်ကိုပယ်ဖျက်ပေးဖို့ကရင်အရက်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Karen Community Organizations ကမနေ့ဧပြီ20ရက်စွဲနဲ့တောင်းဆိုချက်ထုတ်ပြန်ပါတယ်။အကယ်လို့ခရီးစဉ်ဖြစ်မြောက်ခဲ့ရင်လည်းပြည်သူတွေအပေါ်အကြမ်းဖက်မှုကိုရပ်တန့်လိုက်ဖို့စစ်တပ်ကိုယ်တိုင်ကတိကဝတ်ပြုထားတဲ့အာဆီယံဘုံသဘောတူညီချက်9ရက်ကိုအကောင့်ထဲဖော်အောင်ဖိအားပေးဖို့ပါ Karen Community Organizations ကသူတို့ရဲ့ထုတ်ပြန်ချက်မှာထည့်ပြောပါတယ်။ထိုင်းမူလာနေဇတ်တကြောမှာပဋိပက္ခတွေမူရစ်မောင်ခိုမှုတွေရဲ့တက်ရောက်မှုတွေကိုထိုင်းဘက်မှာလည်းကာလရှည်ရင်ဆိုင်ခဲ့ရတာကြောင့်ဒီအစိုးတန်တရားကိုဖျက်တောက်ဖို့အချိန်ရောက်တယ်လို့ထုတ်ပြန်ချက်မှာထည့်ပြောထားပါတယ်။ဒီမတိုင်ခင်တုန်းကတော့ထိုင်းနိုင်ငံရေးဝန်ကြီးစီဟာဆတ်ဖုန်ကက်ထရောင်းကနေတီဒိုမှာဦးမြင့်အောင်လိုင်းတမရယာဒူးယူခဲ့အခမ်းအနားကိုဝန်ကြီးချုပ်စေထာထဝီဆန်လက်ထက်မှာနိုင်ငံရေးဝန်ကြီးတာဝန်ယူခဲ့သူမစ္စတာပန်ပရီကိုသူ့ကိုယ်စားဆေးလွတ်ထည့်ပါတယ် ချင်းပြည်သူအစည်းအရုံးနဲ့ AA နဲ့ချင်း CPU ခေါင်းဆောင်တို့ဆွေးနွေးချင်းပြည်သူအစည်းအရုံးချင်းပြည်သူတပ်မတော် CPU CPA ကိုအခုနှစ်ဇန်နဝါရီလမှစုဖွဲ့ခဲ့တာဖြစ်ပြီးမင်းထက်ကမ်ပလတ်မတူပီဒိုင်ဆော့ရဲ့ချင်းတောင်ပိုင်းဒေသ၄ခုကတော်လန်ရေးအဖွဲ့အစည်းတွေပါဝင်ပါတယ် CPU ကတော့ပြည်내ချင်းဆက်နေရဲ့ချင်းနဲ့ရခိုင်ပြည်သူတွေကြားအိမ်နီးချင်းကောင်းတွေပြီးတတ်အောင်ရေရှည်အပြန်အလှန်အချိုးပြုဖို့ဆွေးနွေးတိုင်ပင်ခဲ့ပြီးရှေ့ဆက်ပူပေါင်းလုပ်တဲ့လုပ်ငန်းစဉ်တွေလည်းချမှတ်နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။ဗိုလ်ချုပ်ရဲ့စကားကတော့အရင်ကပြောနေပါပဲ။အိမ်နီးချင်းကောင်းမပြီးတတ်ရင်လည်းအကျိုးမရှိဘူးဆိုတော့အိမ်နီးချင်းပြီးတတ်စွာနဲ့အတူလက်တွဲကြမယ်အတူတိုက်ပွဲဝင်ကြမယ်ဆိုတာကတော့အထီးကဘောလို့တွေးဆောင်ရမှပါဝင်ခဲ့လေချင်းကာကွယ်ရေးတပ် CDF မင်းတပ်ရဲ့စစ်ဦးစီးချုပ်ဆလိုင်ထန်းချွင်းဖေကပြောပါတယ်။ AACA အရေးမြစ်တူကလည်းစစ်ရေးနဲ့စီးပွားရေးကိုရင်တွဲလှုပ်ဆောင်ဖို့ပူးပေါင်းဆောင်ရွက်မှုကိုအခုထက်ပိုပြီးတိုးမြင့်ဖို့ကုန်သွယ်ရေးကိစ္စတွေပါဒီသွေးဆုံပွဲမှာဆွေးနွေးခဲ့တယ်လို့သိရတဲ့အကြောင်းပြောပါတယ်။ဒီခရီးစဉ်ဟာ AA ရဲ့ဖိတ်ကြားမှုကြောင့်ချင်းပြည်သူအစည်းအရုံး CPU ခေါင်းဆောင်တွေရခိုင်ကိုဖေဖော်ဝါရီလအတွင်းမှာနှစ်ပတ်တာတွားရောက်ခဲ့တာဖြစ်ပြီးအကျိုးရှိတဲ့ခရီးလို့ CPU ဘက်ကထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ AA ဘက်ကတော့အခုတွေ့ဆုံမှုနဲ့ပတ်သက်လို့တစုံတရာထုတ်ပြလာတာမရှိသေးပါဘူး။ တော်တော်ရှင်များခင်ဗျာဒီညအတွက် BBC မြန်မာပိုင်းရဲ့ရေဒီယိုဓာတ်ရိုက်ထုတ်လွှင့်မှုတွေကိုတော့ဒီမှာပဲရန်နာခွင့်ပြုပါနောက်ဆုံးရသတင်းတွေအပြင်သတင်းသုံးသပ်ချက်နဲ့ဆောင်းပါးတွေရုပ်သံအစီအစဉ်တွေကို www.bbcburmese.com မှာလည်းအချိန်နဲ့ဒီပြင်းညီတင်ဆက်ပေးနေပါတယ် BBC ကိုအားပေးကြလို့ကျေးဇူးအထူးပဲတင်ပါတယ်တော်တော်ရှင်အားလုံးကိုစိတ်နှဖျားကျန်းမာရွှင်လန်းနိုင်ကြပါစေခင်ဗျာBBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။